ဘုန်းကြီးတို့တွေနေ့စဉ်ကိုယ့်ကိုဆင်ញင်သုံးသပ်ကြည့်အိယာကနိုးထလာတဲ့အချိန်ကလေးကစဉ်းစားခြင်းဆိုတာစလာတယ်စိတ်ထဲနှလုံးထဲမှာအာယုတစ်ခုရောက်လာလို့ရှိရင်စဉ်းစားတယ်အဲ့ဒီစဉ်းစားတယ်ဆိုတဲ့နေရာမှာဘာတွေစဉ်းစားတာတော့သုံးမျိုးခွဲပြီးတော့သုံးမျိုးကိုနှစ်ပိုင်းခွဲပြီးတော့စဉ်းစားလိုက်မယ်ဆိုရင်ကောင်းတဲ့စဉ်းစားမှုနဲ့မကောင်းတဲ့စဉ်းစားမှုဆိုတာရောက်လာဖြစ်တယ်အေးဘဝပေါ်မှာဆင်ញင်သုံးသပ်ရင်လောကလူတွေဟာနေ့စဉ်နဲ့အများပစ္စည်းဥစ္စာတွေကိုရှာကြဖွေကြတာဖြစ်တယ်ရှာလို့ဖွေလို့ကိုယ်အနေနဲ့အလွယ်တကူမရဘူးရတဲ့ပုဂ္ဂိုလ်တွေရသွားလို့ရှိရင်ထိုရတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းဥစ္စာပေါ်မှာစိတ်ထဲမှာဘလို့တွေးပြီးတတ်တုံးဆိုရင်သူပစ္စည်းဟာငါပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုလိုချင်တဲ့လောဘနဲ့တွေးပြီးသွားတတ်တယ်အဲ့ဒါကိုအဘိဇာလို့ခေါ်တယ်အဘိရှေးရှုစာစိတ်ကူးကြံစီတဲ့လောဘလို့ပြောတယ်သူများပစ္စည်းကိုငါဟာဖြစ်ရင်ကောင်းမှာပဲဆိုတဲ့အတွေးဟာလူတွေမှာတွေးမိတတ်တယ်တဲ့အဲ့ဒီတွေးတာဟာလောဘရဲ့အတွေးဖြစ်လို့တမန်လောဘနဲ့မတူပဲကိုယ်ပစ္စည်းကိုလိုချင်တဲ့လောဘနဲ့မတူပဲနဲ့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အတွေးကြအဘိဇာဆိုတဲ့မနောကံမနောဒုစရိုက်ဖြစ်သွားတယ်သူကကံအရာမြောက်သွားပြီးတော့အကျိုးပေးနိုင်စွမ်းရှိသွားတယ်အဲ့လိုတွေးလိုက်တာနဲ့ပဲအကျိုးပေးသွားအကျိုးပေးဖို့ယင်တဲ့နှလုံးထဲမှာမျိုးစိတ်တစ်ဖွဲ့တည်ရှိသွားတယ်ထို့တူပဲမိမိမကျေနပ်တဲ့ပုဂ္ဂိုလ်မကျေနပ်လို့တစုံတစ်ခုအခဲမကျေဖြစ်နေတဲ့ပုဂ္ဂိုလ်တွေအာယုန်ထဲမှာရောက်ရှိလာတဲ့အခါမှာဒီလူပျက်စီးသွားရင်ကောင်းမှာပဲဒီလူသေသွားရင်ကောင်းမှာပဲဆိုတဲ့အတွေးတွေးတာဗျာပါဒလို့ခေါ်တယ်။တာမန်မိသားစုဒေါသဖြစ်လို့စိတ်ဆိုးတာမျိုးကဗျာပါဒမဟုတ်ဘူးဒေါသတော့ဟုတ်တယ်။ဒါပေမဲ့မနောတုစရိုက်ဆိုတာမဖြစ်ဘူးမနောကံဆိုတာမဖြစ်ဘူး။သေသွားရင်ကောင်းမှာပဲဒီလူလောကကြီးကပျောက်သွားရင်ဒုက္ခရောက်သွားရင်ကောင်းမှာပဲဆိုတဲ့အတွေးကြတော့မနောကံမနောဒုစရိုက်ဖြစ်သွားပြီဒါလည်းပဲကံမျိုးစိဖြစ်သွားတယ်ရှင်ထဲမှာစေရနာမဟုတ်ဘူးပြာပါဒဆိုတဲ့ဒေါသကံဖြစ်ရောက်သွားတယ်နောက်တစ်ခုကတော့မိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကြောင်းကိုစဉ်းစားလိုက်တယ်အေးမကြည်မနှက်စရာတွေတွေ့တယ်ဘာလို့ဆိုရင်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးနော်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးမကောင်းတဲ့လူတွေလည်းကောင်းစားနေကြတာပဲအဲ့တော့လောကမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ကံတရားဟာမှန်ကန်တာမဟုတ်ဘူးမကောင်းတဲ့လူတွေလည်းကောင်းစားနေကြလို့ကံကံဤကျိုးညင်းပယ်ပြီးတော့ကံတရားကိုလက်မခံတဲ့အတွေးများတွေးမိသွားလို့ရှိရင်မိစ္ဆာဒိဋ္ဌိဆိုတာဖြစ်သွားဒီဘဝဒီကိုယ်ဆံနောင်ဘဝနောင်ကိုယ်ခံဘဝဆိုတာနောင်ဘဝဆိုတာရှိတာမဟုတ်ဘူးရှိလဲကိုယ်လည်းသိတာမဟုတ်ဘူးလို့နောင်ဘဝကိုတရားဝင်အသိမှမပြုဘဲနဲ့တမလွန်လောကကိုညင်းပယ်မယ်ဆိုလို့ရှိရင်လေမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်နော်မိစ္ဆာဒိဋ္ဌိဖြစ်သွားလောကလူတွေဟာတည်သွားပြီးတဲ့နောက်ပြန်မွေးတယ်ဆိုတာမရှိပါဘူး။ဘာကြောင့်လို့လူတွေတည်သွားပြီးတဲ့နောက်တစ်ခါမှပြန်တွေးရတာမရှိဘူး။ပြန်မတွေးကြတော့တည်သွားပြီးပျောက်ကွယ်သွားတယ်လို့ပဲဒီလိုယူဆတွေးတောမိပဲဆိုလို့ရှိရင်လည်းပဲဒါဟာမိစ္ဆာဒိဋ္ဌိဖြစ်သွားတယ်
မနောကံအရာမြောက်သွားတယ်ရှင်တဲ့နှလုံးထဲမှာဖြစ်တာနဲ့မနောထုစရိုက်ဆိုတဲ့အတ္တမမမှန်ကန်တဲ့အတွေးတွေဖြစ်သွားပြီဒါကလည်းအကျိုးပေးသွားနိုင်ပေါ့မကောင်းတဲ့ဘက်မှာဒီလိုဆိုလို့ရပေါ့နှုတ်ကနေပြီးတော့ပြောဆိုကြတဲ့အခါမှာတယောက်နဲ့တယောက်ဆုံတွေ့လို့နှုတ်ကနေပြောဆိုကြတဲ့အခါမှာမမှန်ကန်တာကိုမမှန်ကန်မှန်းသိပဲသားနဲ့သူတလွဲမှတ်သွားလောက်အောင်မှတ်သွားအောင်မှတ်သားသွားအောင်မမှန်မကန်ပြောဆိုလိုက်တယ်မမှန်မကန်လုပ်ပြလိုက်တယ်တလွဲနားလည်သွားအောင်စေတနာနဲ့လုပ်ပြလိုက်တယ်လိမ့်တယ်လို့ပြောတာမုဒဝါဒပါဇာကလိမ်မမဟုတ်ဘူးမမှန်မကန်နားလည်သွားအောင်တခုလုပ်ပြလိုက်တာလိမ့်လီလှည့်စားလိုက်တာတစ်ဖက်သားကကိုလှည့်စားတဲ့အတိုင်းယုံသွားပြီဆိုလို့ရှိရင်မုဒဝါဒဆိုတဲ့ဝစီကံဖြစ်သွားပြန်တယ်ပေါ့နော်ဝစီကံဖြစ်သွားတယောက်နဲ့တယောက်ခင်ခင်မင်မင်ရှိနေတာကိုတုံးနဲ့တူအထင်လွဲသွားအောင်ဘက်ပိုက်လို့ခေါ်တဲ့ကွယ်ရမှာအတင်းပြောပြီးတော့တုံးနဲ့တူမတက်အောင်ပြောလိုက်လို့တစ်ဖက်သားကတုံးနဲ့တူစင်မပြေဖြစ်သွားပြီကိုယ်ကတော့ကျေးဇူးတင်တယ်ဆိုတဲ့အနေထားမျိုးရောက်သွားလို့ရှိရင်ပိတုဏဝါစာလို့ခေါ်တယ်ဝစီဒုစရိုက်ဖြစ်သွားပြန်နောက်တစ်ပတ်လူတွေမကျေနပ်တဲ့အခါကျတော့နေမငဆဆဲကြတယ်ရိုင်းဆိုင်တဲ့စကားကိုပြောတယ်ဆဲတယ်ဆိုတာအမျိုးစုံရှိတယ်ယောဂနဲ့အမြည်တက်ပြီးဆဲတာလဲဆဲတယ်လို့ခေါ်တယ်အသားရောင်နဲ့အမြည်တက်ပြီးဆဲရင်လည်းဆဲတယ်လို့ခေါ်တယ်ဆိုပါစို့ယောဂနဲ့အမြည်တက်တဲ့အခါကျတော့အမျိုးသမီးတယောက်ကိုဆဲတဲ့အခါမိရပိတ်မိရချောင်းလို့ပြောလို့ရှိရင်ဒါလည်းဆဲရရောက်တယ်ယောက်ျားတယောက်ကိုဆဲပြီဆိုရင်ဒူလာလို့ပြောရင်ဒါလည်းပဲဆဲရရောက်တယ်နော်ဖရုဒဝါစာလို့ခေါ်တယ်ပါဇက်ကနေထုတ်ပြီးဆဲမှမဟုတ်ဘူး Facebook ထဲမှာရေးပြီးတင်လိုက်လို့ရှိရင်လည်းဝစီဒုစရိုက်ပဲဖြစ်တယ်နှုတ်ကပြောတဲ့ဝစီဒုစရိုက်မဟုတ်ဘူးလက်နဲ့ဖော်ပြတဲ့ဝစီဒုစရိုက်သို့တော့အဲ့ဒါလည်းဝစီကံထဲမှာထည့်ရဖော်လိုက်တာကတော့နှုတ်နဲ့ဖော်တာပဲဒါပေမဲ့ဒါကိုဝစီကံလို့ပဲခေါ်တယ်အဲ့ဒါလို့လောကကြီးမှာမကောင်းမှုအကုသိုလ်ဆိုတဲ့အတ္တမနှုတ်နဲ့ကျူးလွန်ကြတာဖြစ်တယ်။ကောင်းကျိုးချမ်းသာကိုပေးနိုင်စွာမရှိတဲ့အကြောင်းအရာတွေကိုလူတွေအထင်လွဲအောင်အမှန်ထင်အောင်အကျိုးမဲ့စကားတွေကိုပြောဆိုမယ်မဟုတ်တန်တရားတွေကိုပြောဆိုမယ်ကောင်းကျိုးရှိတဲ့ရောင်ရောင်ထုတ်ဖော်ပြီးတော့ကျိုးမရှိတဲ့စကားတွေနဲ့အချိန်ဖြုံးစေမယ်လူတွေအသိဉာဏ်ကိုမှိုက်တိုက်မယ်ဆိုရင်တမ္ပပလပါဖြစ်ပြန်အဲ့ဒါဝစီကံလို့ခေါ်တဲ့အကုသိုလ်တွေကိုယ့်ရဲ့ထဲမှာဖြစ်လာအဲ့တော့တမန်အဖြစ်ကြည့်မယ်ဆိုလို့ရှိရင်အကုသိုလ်မလုပ်ဘူးလို့ထင်ကောင်းထင်ရလိမ့်မယ်အကုသိုလ်မလုပ်ပါဘူးဈေးရောင်းစားတာပါဈေးရောင်းရင်ရောအကုသိုလ်တွေမဖြစ်ဘူးလားဆိုနော်ဈေးရောင်းရင်လည်းမမှန်မကန်လုပ်ရင်အကုသိုလ်တွေဖြစ်လာစိတ်แท้ကအတွေးတွေမှာအကုသိုလ်တွေးမိလို့ရှိရင်အကုသိုလ်တွေဖြစ်လာကာယကံမြောက်အနေနဲ့ကြတော့သူများသက်တတ်အောင်သူများသက်တတ်ဖို့ကြိုးစားတယ်သို့မဟုတ်လူတယောက်အသက်ဆုံးမသွားအောင်ခိုင်းစေတယ်ဆိုရင်ပါဠိပါဒကထိုက်သူများဥစ္စာမမှန်မကန်နည်းတွေနဲ့ရအောင်ယူတယ်အဲ့ဒါလိုယူတယ်ဆိုလို့ရှိရင်အရိဏဒါနဖြစ်တယ်ကာမိတုမိစ္ဆာစာရဒီမိသားစုမိဘတွေဆောင်းရှောက်မှုမကင်းတဲ့အိမ်တော်မရှိတဲ့အမျိုးသမီးပဲဖြစ်စေ
သို့မဟုတ်အိမ်အောင်ကြပြီးသားအမျိုးသားအမျိုးသမီးပဲဖြစ်စေကာမိတုမိစ္ဆာစာရကျွလွန်လို့ရှိရင်ကာမိတုမိစ္ဆာစာရဖြစ်တယ်လို့အဲ့ဒီအကုသိုလ်ကံတွေပါဏာတိပါဒတို့အရိဏဒါနတို့ကာမိတုမိစ္ဆာစာရတို့ဆိုကာမိတုမိစ္ဆာစာရကတော့အလွန်သိတာကျမ်းနဲ့လို့ပြောမှုပါဏာတိပါဒကလည်းသိတာကျမ်းနဲ့အရိဏဒါနကြတော့အလွန်သိမ်မွေးတယ်လို့ပြောအမတ်တမဲ့သူများပစ္စည်းတစ်ခုလိန်ရောင်းလိုက်တာနဲ့ပဲအရိဏဒါနလည်းဖြစ်သွားတယ်ပေါ့နော်အဲ့ဒီလိုဟာမျိုးတွေကိုယ်မှာအပြစ်မကင်းတဲ့လောက်ရက်တွေအခုပြောခဲ့တဲ့အကြောင်းအရာတွေကိုပါပလို့ခေါ်တယ်ဆင်းရဲဒုက္ခရှိတဲ့စီကိုပို့ပေးတတ်တယ်မကောင်းမှုအကုသိုလ်လို့ဒီလိုပြောတာမကောင်းမှုအကုသိုလ်ဆိုတာဘုရားကမကောင်းမှုအကုသိုလ်လို့ပြောလို့မကောင်းမှုအကုသိုလ်ဖြစ်တာမဟုတ်ဘူးတဘာဝကိုကဒါတွေလှုပ်လို့ရှိရင်ဆိုးချိုးဖြစ်တယ်ဥပမာမဲ့မိဟာပူစေဆိုလို့ပူတာမဟုတ်ဘူးသူ့တော်ဝါကပူမိကိုထိတဲ့ကြိုင်တဲ့ပုဂ္ဂိုလ်တိုင်းဟာမိလောင်ခြင်းပူလောင်ခြင်းခံရမှာဒါတဘာဝပဲဖြစ်တယ်အကုသိုလ်ဆိုတာလည်းထို့တူပဲမိမိရဲ့ရင်ထဲနှလုံးထဲမှာအကုသိုလ်ဖြစ်လာပြီဆိုလို့ရှိရင်ထိုအကုသိုလ်ကဖြစ်ပေါ်စေတဲ့အကျိုးတရားဟာဆိုးကျိုးတာလည်းဖြစ်တယ်ဥပမာဘာနဲ့စဉ်းစားရမလဲလို့ဆိုရင်မတည့်တဲ့အစာကိုစားလိုက်မိတယ်ကိုယ်ယောဂနဲ့ပဲဖြစ်စေကိုယ်ခန္ဓာကိုယ်နဲ့ပဲဖြစ်စေမတည့်တဲ့အစာစားမတည့်တဲ့အစာစားလိုက်လို့ဘိုင်းနာမယ်ဝမ်းလျှောမယ်အ ਨੇ ဆုံးယောဂရှိရင်ယောဂတိုးလာမယ်အစာအာဟာရအသီးပင်နဲ့ဆိုးကျိုးကိုဖြစ်ပေါ်စေနော်ဆိုးကျိုးကိုဖြစ်စေရှင်ဒီရုပ်တရားကပဲဆိုးကျိုးကိုပေးနိုင်သေးတာစိတ်ထဲမှာဖြစ်တဲ့ဟာလည်းပဲထို့တူပဲဥပမာမဲ့စိတ်စားပြီးရင်ခန္ဓာကိုယ်ထိခိုက်ရုပ်ခန္ဓာကိုယ်မှာအစိတ်တဲ့တဲ့အခါပူလောင်မှုခံခုနအကုသိုလ်တွေကြစိတ်ကိုအစိတ်တဲ့နေတာပဲဖြစ်တယ်ကိုယ်စိတ်ထဲမှာအစိတ်တဲ့သွားတာလူရဲ့စိတ်ဟာတမန်အားဖြင့်ဖြူစင်းနေတယ်ဖြူစင်းနေတဲ့စိတ်ကလေးကိုအယောင်ဆိုးပေးလိုက်တယ်လိုချင်စိတ်တွေဖြစ်လာတယ်မုန်းတိစိတ်တွေဖြစ်လာတယ်အမှန်မသိတဲ့စိတ်တွေဖြစ်လာတယ်မာနတွေဖြစ်လာတယ်အိတ်သားဆိုတာမနာလိုမှုတွေဖြစ်လာတယ်မစ္စရိယဆိုတဲ့ကိုယ်သာကြည်ပွားလို့တဲ့ကျင်းမြောင်းတဲ့အတွေ့တွေဖြစ်ပေါ်လာတယ်အဲ့ဒီအကုသိုလ်တွေဟာစိတ်ကိုပျက်စီးစေတတ်တဲ့အကုသိုလ်တွေဖြစ်လို့စိတ်ရဲ့ပွိုင်စင်းနေလို့ပြောလို့ရအောင်စိတ်ကိုအစိတ်တောက်ဖြစ်စေတတ်တဲ့အရာအဲ့ဒီစိတ်ထဲမှာအစိတ်တောက်ဖြစ်သွားပြီဆိုလို့ရှိရင်ဒီအစိတ်တောက်ရဲ့ဆိုးကျိုးဆိုတာလာတာအစိတ်ဆိုတာတနည်းနည်းနဲ့အကျိုးသက်ရောက်မှုဖြစ်စေထို့တူပဲယင်ထဲဖြစ်သွားတဲ့လောဘယင်ထဲဖြစ်သွားတဲ့ဒေါသအစိတ်ပဲအဲ့ဒီအစိတ်ဟာဆိုးကျိုးပဲဖြစ်ပေါ်စေအမှန်တတိထားကြည့်ဒေါသဖြစ်တဲ့လူတယောက်ဟာမကြေမချမ်းဖြစ်နေတာဒါအစိတ်သင့်နေတယ်လို့ခေါ်တာနော်အစိတ်သင့်တဲ့သရဝါတူဟာအငြိမ်မနေနိုင်ဘူးစိတ်ထဲမှာဒေါသဖြစ်လို့ရှိရင်ဒါအစိတ်သင့်သွားတာခေါ်တယ်ပေါ့မျက်နှာကြီးหนีရဲလာတယ်မပြောသင့်တဲ့စကားတွေပြောလာတယ်တမားအဖြစ်မပြောရဲတဲ့စကားတွေပြောလာတယ်မလုံးဝနဲ့အလုပ်တွေလုပ်လာဒေါသဆိုတဲ့အစိတ်သင့်သွားပြီဆိုရင်လူဟာယူနှံသွားခြင်းဒေါသဆိုတဲ့အစိတ်ကြောင့်မဖြစ်သင့်တာတွေဖြစ်သွားခြင်းဆိုတာဒီဘဝတည်းမဲ့ဆိုးကျိုးတွေပေါ်လာဖြစ်ဒါကြောင့်မို့လောဘဆိုတာလည်းအစိတ်တစ်မျိုးပဲဒေါသဆိုတာလည်းအစိတ်တစ်မျိုးပဲမောဟတွေမာနတွေအိတ်တာတွေဝိစရိယတွေဆိုတာလည်းအစိတ်တစ်မျိုးပဲ
ရှင်တဲ့နှလုံးထဲမှာဖြစ်လာပြီစိတ်ထဲမှာပေါ်လာပြီဆိုရင်ဖြူစင်တန်ရှင်းတဲ့စိတ်ကလေးဟာအစိတ်တောက်ဖြစ်ပြီးမကြမ်းမဖြစ်သွားတာပဲဒါသိချာအဲ့ဒီမကြမ်းမဖြစ်သွားတာသူကသူဖြစ်ပြီးပျောက်သွားတာမဟုတ်ဘူးမျိုးစိတ်ကလေးတွေဖြစ်သွားတယ်အသီးသီးပြီးဆိုလိုက်တာနဲ့တပြိုင်နက်အသီးထဲမှာအစိတ်ကလေးတွေပါလာအဲ့ဒီအစိတ်လေးကရင့်လာတဲ့အခါဘာဖြစ်လဲဆိုပင်ပေါက်စေတာပဲဖြစ်ဘုန်းကြီးတို့တွေရဲ့ယင်ထဲမှာဖြစ်တဲ့လောဘဒေါသမောဟတွေဟာအပင်ပေါက်ဖို့အတွက်မျိုးစေ့ချနေတာပဲဖြစ်တယ်ပေါ့ဒါကြောင့်တမန်အဖြစ်လူတယောက်ဟာကောင်းတာလုပ်နေတယ်လို့ဆိုတော့လေကိုယ့်ဘကိုယ်စိတ်ကိုဆန်းစစ်ကြည့်ရမှာဖြစ်တယ်ငါစိတ်ဟာလောဘနဲ့တွဲနေသလားဒေါသနဲ့တွဲသလားမောဟနဲ့ကိုယ်စိတ်ကိုmental check up ဆိုတာစိတ်ကိုစစ်ဆေးကြည့်ရတမန်အဖြစ်တော့ကိုယ်ဟာလူတော်လူကောင်းတယောက်လိုပဲမြင်ကြမှာပဲကိုယ့်ကိုလူတော်လူကောင်းမဟုတ်တာမလုပ်ဘူးလို့ထင်ကောင်းထင်ပါသို့တော်ယင်တဲ့နှလုံးထဲမှာအကုသိုလ်တွေဖြစ်နေလို့ရှိရင်ငါတော့စိတ်တောက်နေလုပ်နေတာပဲကိုအဲ့ဒါကိုစဉ်းစားတတ်ဖို့လိုအပ်တယ်ပေါ့ရှင်တဲ့နှလုံးထဲဖြစ်နေတဲ့အကုသိုလ်တရားတွေကိုလျှော့ချဖို့ရကြိုးစားမှာဖြစ်တယ်အဲ့လိုလျှော့ချတဲ့အခါမှာတတိထားပြီးတော့လျှော့ချတယ်ဆင်ញင်တုံတရားနဲ့လျှော့ချတယ်ကိုကျင့်သီလနဲ့လျှော့ချတယ်မိမိရရှိထားတဲ့ဘဝတုတ္တတွေနဲ့ဆင်ញင်သုံးသပ်ပြီးလျှော့ချတယ်အသိပညာနဲ့လျှော့ချတယ်ဆိုတာလုပ်ရမှာဖြစ်တယ်အဲ့ဒါလို့မလုပ်လို့ရှိရင်ပုံမှန်အားဖြင့်ဒီအာယုန်နဲ့တွေ့ရင်လောဘဖြစ်ရမယ်အာယုန်ဆိုလောဘဖြစ်တာဒေါသဖြစ်เสียအာယုန်ဆိုဒေါသဖြစ်လာအဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှိရင်လောဘဒေါသဆိုတဲ့ကိုယ်ရင်ထဲမှာဖြစ်သွားတဲ့အရာတွေဟာတမန်အပြင်ဖြစ်ပြီးပျောက်ပြက်သွားတာမဟုတ်ဘဲနဲ့မျိုးစေ့တွေဖြစ်သွားကြအဲ့ဒါကိုပဲကံလို့ခေါ်တာဖြစ်တယ်ပေါ့မြတ်စွာဘုရားကတတိပေးဆုံးမတယ်လူတိုင်းဟာအာယုန်တစ်ခုနဲ့တွေ့လို့ရှိရင်အကုသိုလ်လားကုသိုလ်လားစိတ်ကောင်းလားစိတ်မကောင်းလားတခုတော့ဖြစ်လာတယ်ပေါ့နော်တခုတော့ဖြစ်လာဥဘောပုံညင်းစပပင်စယမေသောကုရုတေဣတာလူဘဝရလာတဲ့လူသားတယောက်ဟာတဲ့ကောင်းတာလည်းလုပ်မိတယ်မကောင်းတာလည်းလုပ်မိတယ်ကောင်းတာတွေလည်းသူ့ရင်ထဲမှာဖြစ်တယ်မကောင်းတာတွေလည်းသူ့ရင်ထဲဖြစ်တယ်အတွေးအနေနဲ့သူ့ရင်ထဲမှာနှလုံးထဲမှာဖြစ်လာနော်ကောင်းတယ်မကောင်းဘူးဆိုတာကိုကြိုက်တာမကြိုက်တာနဲ့မဆိုင်ဘူးနော်ကြိုက်တာမကြိုက်တာနဲ့မဆိုင်ဘူးမကောင်းမှုအကုသိုလ်ဆိုတာပွိုင်စင်းလိုဟာမျိုးတွေပဲအေးကောင်းတာလည်းဖြစ်တယ်မကောင်းတာလည်းဖြစ်တယ်ဖြစ်လာရင်ဘာဖြစ်လဲဆိုရင်တင်ညိတတ္တသက္ကံဟောတိကိုယ့်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းမကောင်းဆိုတဲ့ကုသိုလ်အကုသိုလ်ကံတွေဟာကိုယ်နဲ့ပဲပတ်သက်သွားပြီပတ်သက်တယ်ဆိုတာ responsible တာဝန်ရှိသွားပြီလို့ပြောတာနော်ကိုယ့်ရင်ထဲရောက်သွားကိုယ်စားလိုက်တဲ့အစားအစာဟာဘိုင်းနာစရာရှိရင်ကိုယ်ပဲနာမှာပဲလေကောင်းလို့ရှိရင်လည်းကြမ်းမာတယ်ဆိုရင်ကိုယ်ပဲကြမ်းမှာကိုယ်ရင်ထဲရောက်သွားတဲ့အကုသိုလ်တစ်ခုဟာကိုယ့်အတွက်ဆိုးကျိုးပေးဖို့ဖြစ်လာကိုယ်ရင်ထဲရောက်လာတဲ့ကုသိုလ်ကလည်းကောင်းကျိုးချမ်းသာရဖို့ဖြစ်လာမှာဖြစ်တယ်ဒါရင်လားဒီဘဝတင်လားကောင်းကျိုးဆိုးကျိုးပေးတာလားလို့ဆိုဘယ်ဟုတ်မလဲကြံတဲ့ဟာတွေကတော့ထားကြရတာဖြစ်တော့လည်းပဲခုကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့အကောင်းအဆိုးကံမျိုးတွေကတော့တင်စအာရယခိစ္စတိဘဝမှာယူသွားရမယ့်အရာတွေဖြစ်တယ်ကိုယ်နဲ့ပါသွားမယ့်အရာတွေဖြစ်တယ်ကောင်းတာလုပ်လို့ရှိရင်လည်းကောင်းမှုကုသိုလ်တွေပါသွားမှာပဲမကောင်းတာလုပ်လို့ရှိရင်လည်းမကောင်းမှုအကုသိုလ်တွေပါသွားမှာဒီလိုဆိုလိုတာပေါ့နော်ကောင်းမကောင်းနေဟာတရားရည်ရဲ့အနေအထားကိုကြည့်ပြီးမြတ်စွာဘုရားဒီလိုဟောတာဒါကြောင့်ဒီလိုဖြစ်နေရင်ဘယ်လိုလုပ်ရ
ဘာလုပ်တဲ့တယ်လဲဆိုဒါမြတ်စွာဘုရားရဲ့အဆုံးအမတဘာဝအပြင်လူတွေကောင်းလဲလုပ်တဲ့ဆိုတဲ့လုပ်တဲ့ဆိုရင်ဘလို့နေရမလဲဘာလုပ်ရမလဲဆိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်အတ္တနိစေပိယံစဉ္ညာနနံပပေနတန်ယုစေကိုယ့်ကိုတန်မိုးထားပြီးတော့ကိုယ့်ကိုမျက်နှိုးတယ်ဆိုရင်လူတွေကကိုယ့်ကိုမျက်နှိုးတယ်လို့သာပြောကြတာဒုက္ခရောက်အောင်လဲကိုယ်ပဲလုပ်နေကြနော်ကိုယ်ပဲလုပ်ကြတာပဲလေကောင်းတဲ့ထင်ပြီးလုပ်ကြတာကြီးပဲကောင်းတယ်အဲ့တော့ကိုယ့်ကိုမျက်နှိုးရမှန်တကယ်သိတယ်ဆိုလို့ရှိရင်နနံဗပေနတန်ယုစေမကောင်းမှုအကုသိုလ်တွေကိုယ့်ရင်နဲ့နှလုံးထဲမှာမဖြစ်စေနဲ့အစိတ်တောက်တွေကိုယ်စီမရောက်စေနဲ့လို့သူတို့ပြော။ဘာကြောင့်လဲလို့ဆိုရင်နာဟိတံသူလပံဟောတိဒုက္ခံဒုက္ခတာကာရိနာမကောင်းတာလုပ်ပြီးကောင်းကျိုးချမ်းသာအစဉ်ပြေမှုဆိုတာရဖို့ရအမတမခဲနေမရနိုင်ဘူးလို့ပြောတယ်နော်။မကောင်းတာတွေကကောင်းကျိုးရဖို့ဆိုတာမဖြစ်နိုင်ဘူးသူတို့ပြောတာ။အေးဒါကြောင့်မို့နေ့စဉ်နဲ့အမျှဘဝမှာတတိထားရမှာဒီအချက်ပဲဖြစ်တယ်ဟောမကောင်းမှုအကုသိုလ်လားကုသိုလ်ကောင်းမှုလားဆိုတာကွဲကွဲပြားပြားသိရှိနားလည်ပြီးမကောင်းမှုအကုသိုလ်မှန်သမျှကိုအဓမ္မလို့ခေါ်တယ်ကောင်းမှုကုသိုလ်မှန်သမျှကိုဓမ္မလို့ခေါ်တယ်အဓမ္မနဲ့ဓမ္မမကောင်းမှုအကုသိုလ်တွေကိုအနတ္ထအကျိုးမဲ့ဆိုးကျိုးကိုပေးရတဲ့အရာတွေဆိုးကျိုးတွေကောင်းမှုကုသိုလ်တွေကြတော့အဋ္ဌကောင်းကျိုးတွေလို့သဘာဝကိုဒီလိုရှိတယ်အဲ့ဒါကိုကွဲကွဲပြားပြားခြားခြားနာနာသိပြီးတော့ကိုယ့်ကိုမျက်နှိုးတယ်ဆိုရင်ကုသိုလ်ကောင်းမှုလုပ်ကြဒါကြောင့်မို့မိမိတို့နှစ်စဉ်ရှာကြံထားကြတဲ့ဝေချေတနာတွေနှမျောမဖက်ပဲကုသိုလ်ကောင်းမှုရခြင်းလို့နှစ်စဉ်ကထိန်ခင်းကြတယ်ရရှိတဲ့ကုသိုလ်ကောင်းမှုရအောင်ကြိုးစားအထောက်ကြတယ်ဟောဒါဟာသူများလှုပ်တာပဲဖြစ်စေအမှတ်တရပဲအမှတ်တမဲ့လှုပ်တာပဲဖြစ်စေအမှတ်တရလှုပ်တာပဲဖြစ်စေလှုပ်တဲ့အချိန်မှာစိတ်စေတနာစွမ်းအားနဲ့လှုပ်ကြတာဖြစ်လို့ကိုယ်ရင်နဲ့နှလုံးထဲကလှူလိုက်ပြီးတန်းလိုက်ပြီးဆိုလို့ရှိရင်မျိုးစေ့တွေဖြစ်သွားတာအဲ့ဒီမျိုးစေ့တွေကကိုယ်စီကိုတုံ့ပြန်လာမှာဖြစ်တရက်စီကိုစလိုက်ရင်တရက်ပင်ကတီးတဲ့အခါတရက်တီးဒီလိုအကျိုးတရားကတော့ပြန်ရလာမှာပဲဖြစ်တယ်ပေါ့ပျောက်ပြက်သွားတယ်လို့ဘယ်တော့မှမရှိဘူးကိုလှုပ်တဲ့အလုပ်ဟာအမတ်တရလှုပ်တာပဲဖြစ်စေအမတ်တမဲ့လှုပ်လိုက်တာပဲဖြစ်စေကံကြမ္မာရဲ့သဘာဝဟာရှင်တဲ့နှလုံးထဲရောက်သွားလို့ရှိရင်အကျိုးမပေးရပဲနဲ့လုံးဝကြီးပျောက်ကွယ်သွားတာမျိုးမရှိဘူးဒီဘဝမှာအကျိုးပေးရမယ်ဆိုရင်ဒီဘဝအကျိုးပေးမယ်တချို့ကဒီဘဝမှာအကျိုးပေးမယ်တချို့ကနောက်ဘဝမှာအကျိုးပေးမယ်တချို့ကတန်တရားထဲမှာရှိသမျှအကျိုးပေးမယ်ကံတရားဟာ၃မျိုးကွဲသွားတယ်ရှင်နဲ့ရောက်လာတဲ့ကံတရားတွေဟာကောင်းတဲ့ကံပဲဖြစ်စေမကောင်းတဲ့ကံပဲဖြစ်စေ၃မျိုး၃စားကွဲပြားခြားနားသွားဒီဘဝတွင်အကျိုးခံစားရမယ့်ကံမျိုးနောက်ဘဝကျမှအကျိုးခံစားရတဲ့ကံမျိုးတတိယဘဝကစပြီးတော့နိဗ္ဗာန်ရသည့်တိုင်အောင်အကျိုးပေးမဲ့ကံမျိုးလို့ဒိဋ္ဌဓမ္မဝေရဏိယဥပပိစ္ဆဝေရဏိယအပရာပရိယဝေရဏိယလို့ကံတွေဟာ၃မျိုး၃စားကွဲပြားခြားနားသွားပြီးကိုယ်တဏ္ဍမှာအကျိုးအနေနဲ့ဖြစ်ပေါ်လာမှာဖြစ်တယ်ပေါ့သစ်ပင်လေးကြည့်ပါလားအပင်လေးတွေဟာနော်မုံလာပင်တို့လိုငရုတ်ပင်တို့လိုခရမ်းကျင်ပင်တို့လိုအခုဆိုင်မကြခင်ပေါက်လာပြီးတော့မကြခင်ပွင့်မကြခင်အသီးသီးကြတက်တန်းတို့တဲ့ပင်လေးတွေဟာချက်ချင်းကျိုးပြီးနည်းနည်းတက်တန်းကြာတဲ့အပင်တွေကြတော့2 နှစ်3 နှစ်စောင့်ရဗျာအလွန်တက်တန်းရှည်တဲ့ပင်တွေကြတော့10 နှစ်15 နှစ်အနှစ်20ဆိုတာလို့အကျိုးပေးတဲ့အချိန်ချင်းဟာမတူညီကြဘူးတဲ့
ဒါကြောင့်မို့တတိထားမှာတော့ကိုယ်ဘဝအတွက်တမိုးတက်စေတတ်တဲ့ကုသိုလ်တရားကိုကြိုးစားအထောက်အမှာဖြစ်တယ်